耶，毛没昂一，哪个别的不一样？啥鸡呀？这里头哎，切的出来嘛？ဒီအဲ့နဲ့ထားလိုက်ရမင်းနဲ့ထားလို့ရတယ်စစ်ဒီလိုလူကြီးချက်ပြီးအောက်ထားလိုက်ရတယ်အောက်ထားလိုက်ရတယ်ကိုမရဘူးညင်ရတယ်ဒီလောက်တောက်ကောင်းကိုယ်တော်သူအနန္တခိုင်းဝင်ယေရှုရှင်ဖခင်ကြီးဥဟံထုံးအားရည်စု၍မိခင်ကြီးတော်မြတ်မြတ်သမီးဒေါက်တာခင်သီထွန်းမြေမစုဝတီဟန်ထွန်းမိသားစုဘန်ကောက်မြို့မှဘွာစုတင်ကံဆက်ကလူတန်းကျန်နဝကမ္မဝတ္ထုတို့နှင့်လူဝယ်ပစ္စည်းအသီးသီးတို့ကိုဆက်ကလူတန်းကျင်အလူတော်မင်္ဂလာအခမ်းအနားဖြစ်ပါတယ်တရဏဂုံသုံးပါးနှင့်တကွငါးပါးသောသီလတော်မြတ်တို့ကိုဆောက်တည်ကျင့်သုံးကြရာအတွက်ဩကာသနှင့်ညီညာဖြာဖြာကြော့ချပါကုန်စုယတနာမြတ်သုံးပါးတို့အားယုတိမြတ်တို့လက်ဆုံးမူ၍ရှေခိုးပူဇော်ဖူးမြော်မှန်လျှော်ကြော့ချရသောသက္ကသဂရဝပနာမကုသိုလ်ကံစေရနာနှင့်တကွာဝါစုသင်္ကံအစရှိသည်တို့ကိုဆက်ကလူကံကြာရသောကုသိုလ်ကံစေရနာတို့ကြောင့်အလူရှင်များဖြစ်ကြကုန်သောကြောင့်အမကြီးတော်မြတ်မြတ်နှင့်သမီးဒေါက်တာခင်သီထွန်းမြေမစုဝတီဟန်ထွန်းမိသားစုအပေါင်းတော်ကောင်းတို့သည်ကိုယ်စိတ်နှဖျားချမ်းသာချမ်းသာစွာဖြင့်အသက်ရှိကအနာမေယီယံဘိခင်ကြောင့်ကာမှုမင်္ဂလာအချာပြာတို့နှင့်ပြည့်စုံကြရကုန်သည်သာလျင်ချီ၍မိမိတို့အလိုရှိအပ်တောင်းတသောသုတုသုမြတ်အပေါင်းတို့နှင့်ပြည့်စုံကြ၏လျင်ဒုက္ခခတ်သိမ်းကင်းငြိမ်းရာအမှန်မြတ်နိဗ္ဗာန်ကိုလျင်မြန်စွာမြတ်မောက်ယူလွယ်နိုင်ကြသည်ဖြစ်ကြပါစေအဟံဗန္တိတိတရတိနာတဟဘင်္စတိလံဓမ္မယာသာမိအနုကဟံကတဝါသီလံတိထာမေဘတိဒုတိယံမိအဟံဗန္တိတိတရတိနာတဟ ဝေသတိလံဓ
ဓမ္မယသာမိအနုကဟံကတောဝါသီလံတိထာမေဘန္တိဓာတိယံပိအဟံဗန္တိဣတရဏိနာသဟာဘေသတိလံဓမ္မယသာမိအနုကဟံကတောဝါသီလံတိထာမေဘန္တိယမဟာဝတ္တာမိတံဝရိထာနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဟုတ်တံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိဒုတိယပိဗုဒ္ဓံတရဏံဂစ္ဆာမိဒုတိယပိဓမ္မံတရဏံဂစ္ဆာမိဒုတိယပိသံဃံတရဏံဂစ္ဆာမိတတိယပိဗုဒ္ဓံတရဏံဂစ္ဆာမိတတိယပိဓမ္မံတရဏံဂစ္ဆာမိတတိယပိသံဃံတရဏံဂစ္ဆာမိဣတရဏကမနံပရိပုံဏံပါဏာတိပါဒာဝေရမဏိဒိဋ္ဌဝဒံသမာတိယမိအာဒိနာဒါနာဝေရမဏိဒိဋ္ဌဝဒံသမာတိယမိကာမိတုမိစ္ဆာစာရာဝေရမဏိဒိဋ္ဌပဒံသမာတိယမိမုဒဝါဒာဝေရမဏိဒိဋ္ဌပဒံသမာတိယမိဒုရာမိရယမေသဗမာရဌာနာဝေရမဏိဒိဋ္ဌပဒံသမာတိယမိဣဒံမိပုံညံနိဗ္ဗာနတ္တဗစ္စယောဟောတုဣဒံပုံညဘာကံသာဘတတ္တနာဒီမာဣတရဏိနာတဟံပင်စတိလံသာဒုက္ခံကတဝါဓမ္မအပမတိနာတံပါတိထာမင်္ဂလာဂါထာသုံးပုဒ်အန္တရိယကင်မေတ္တာပုဂါထာနှစ်ပုဒ်တို့ဖြင့်ချီးမြှောက်ပြီးမှဖြစ်ပါတယ်ဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓနုဘာဝေန
နာတရာဒုခိဘဝန္တုတိဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒီဝတာသဗ္ဗဓမ္မာနုဘာဝိနာတရာဒုခိဘဝန္တုတိဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒီဝတာသဗ္ဗသံဃာနုဘာဝိနာတရာဒုခိဘဝန္တုတိသာဝိတိယောဝိဝဇံတုသောကောရောကောဝိနတတုမာတိဘဝန္တောတရာယဒုခိတိကာယုခောဘဝအဘိဝါဒနာတိလိတ္တအိသံဝုဒ္ဓမစာယိနောသတ္တရောဓမ္မဝုဒ္ဓံတုအာယုဝနောဒုက္ခပလံသဗ္ဗမင်္ဂလံသဗ္ဗမင်္ဂလာနိကောင်းမြတ်သောအသက်ရှိခြင်းအစင်လာခြင်းချမ်းသာကြည်ခြင်းခွန်အားကြည်ခြင်းဉာဏ်ပညာကြီးမားကြခြင်းမယတိသောယာတုဂုံတိစီစိတ်ဥစ္စာယရဏတို့ကိုရရှိနိုင်ကြခြင်းရရှိသောယာတုဂုံတိစီစိတ်ဥစ္စာယရဏတို့ဖြင့်ကုသိုလ်တရားတို့ကိုပြုလုပ်ဆောင်ရွက်နိုင်ကြခြင်းတည်းဟူသောကောင်းကျိုးချမ်းသာဒိဋ္ဌမင်္ဂလာဖြာဖြာတို့သည်ဧတုံမကံမိခင်ကြီးသောမြတ်မြတ်နှင့်တကွသမီးဒေါက်တာခင်တီထွန်းမိမစုဝတိဟန်ထွန်းမိသားစုအပေါင်းတော်ကောင်းတို့အားဘဝတုဘဝန္တုနေတိုင်းညတိုင်းခါမဆိုင်မဲ့မှန်တိုင်းမတွေ့ဖြစ်တော်မူကြပါစေကုန်သတည်းသာဝတိဝတ္တကိုဆောင်နာအိဆောင်နာကျောင်းဆောင်နာရွာဆောင်နာမြို့ဆောင်နာသာသနာတော်ဆောင်နာကဘာဆောင်နာများနှင့်တကွာသမ္မာဒီဝနမြတ်နာကောင်းနာပေါင်းတို့သည်ဧတုံမကံအလူရှင်အလူအမမိသားစုအပေါင်းညီအကိုမောင်နှမဆွေမျိုးမိတ်တင်ကပေါင်းတော်ကောင်းတို့အားအနုရခန္တုအန္တရာယ်ကင်းငါကြမ်းမှချမ်းသာစွာဖြင့်ဤမတိယံအခါလူရာသန္တာပြေဝါရလေအောင်ကောင်းစွာမသွေးဆောင်လျှောက်တော်မူကြပါစေကုန်သတည်းသာဝဗုဒ္ဓတိနာနုဘာဝေနာမြတ်စွာဘုရားအစတရားတော်မြတ်တို့အလေသာနာတော်အရှင်မြတ်တို့အဆုံးယရဏမြတ်သုံးပါးတို့ဤတကုတိသောအာနုဘောအစွမ်းတတိကြောင့်ဧတုံမကံအလူရှင်များဖြစ်ကြကုန်သောကြောင့်အမအလူအမကြီးများဖြစ်ကြကုန်သောမိခင်ဤတော်မြတ်မြတ်သမီးဒေါက်တာခင်တီထွန်းမိမစုဝတိဟန်ထွန်းမိသားစုအပေါင်းညီအကိုမောင်နှမဆွေမျိုးမိတ်တင်ကပေါင်းတော်ကောင်းတို့အားသာဗရာယခုအချိန်ယခုကာလမှာအစပြု၍နိဗ္ဗာန်သို့ရောက်သည့်တိုင်အောင်သောစေတခဏကာလပတ်လုံးဒုက္ခိကိုစိတ်နှပြချမ်းသာချမ်းသာခြင်းရှိကြကုန်သည်ဘဝန္တုစင်စစ်မ
တူဖြစ်ကြပါစေကုန်တတိထိုင်နိုင်ငံတန်ကောင်းမြတ်အလူအမကြီးတော်မြတ်များသမီးဒေါက်တာခင်တီထွန်းညီမစုဝတီအန်ထွန်းမိသားစုအပေါင်းသူတော်ကောင်းတို့ကဝါစုတင်ကအစရှိသည်တို့ကိုဆက်ကလူတန်းခြင်းအလှူတော်မင်္ဂလာအခါအနာဓမ္မပရအထကရာ၌လာရှိတဲ့မာရဝတ္ထုချမ်းသာကြောင့်တရား12ပါးတို့ကိုအကျဉ်းချုပ်ဟောပြီးမှဖြစ်ပါတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟိမောတာတောင်ဤအန္တိတော်ကြောင့်လေးတစ်ကြောင့်၌သတင်းသုံးနေထိုင်တော်မူစဉ်ကာလအဲ့ဒီအချိန်မှာတိုင်းသူဤသားတို့မတရားသဖြင့်အုပ်ချုပ်နေကြကုန်သောမင်းစုမင်းရည်တွေကိုကြည်ပြီးတော့မြတ်စွာဘုရားကငါသည်တရားသဖြင့်တိုင်းသူဤသားတို့ကိုအုပ်ချုပ်နိုင်တဲ့ရှင်ဘုရင်လုပ်လိမ့်ကောင်းပါပဲအဲ့ဒီကဲ့သို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကစဉ်းစားချင်းချင်းတော်မူတာကိုမာနကတိတိအတွက်ကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးထံသို့လာရောက်ပြီးတော့အရှင်ဘုရားရဲ့အကြံအစီသိပြီးတော့ကောင်းတယ်ဖေရအရှင်ဘုရားဒီတရားတစ်ချက်တိုင်းသူဤသားတို့ကိုအုပ်ချုပ်တဲ့ရှင်ဘုရင်လောက်တော်မူပါဗျာအားကြောင့်မာနတာကအဲ့ဒီကဲ့သို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုလျှောက်ထားရတယ်ဆိုလို့ရှိတယ်တိုင်းပြည်ကိုအုပ်ချုပ်တဲ့ရှင်ဘုရင်လောက်ရခြင်းကုသိုလ်ကောင်းမှုတို့၌မေ့လျော့ခြင်းဤတဲ့အဲ့ဒါအကြောင်းတရားဖြစ်ပါတယ်သဘောကတော့ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်ဝိပဿနာကုသိုလ်တွေကိုမိမိဤတကားအများအားဖြင့်လောဘတရားဒေါသတရားမောဟတရားတို့နဲ့သာလျင်အချိန်ကုန်ရသည့်အတွက်ကြောင့်ဟောဓမ္မမြတ်စွာဘုရားရှင်ဘုရင်ဖြစ်လို့ရှိကုသိုလ်တရားတို့လိုက်သူမိသွားမှာပဲအဲ့ဒီကဲ့သို့အတွေ့နဲ့မာနမင်းကမြတ်စွာဘုရားကိုလည်းပါပြီးတော့ပြောဆိုခြင်းဖြစ်ပါတယ်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကပြီးဟဲ့မာနဘာဖြစ်လို့မင်းကငါ့ကိုဒီကဲ့သို့ရှင်ဘုရင်လောက်ပါဘုရားလို့လျှောက်ထားရတယ်မာနကနေပြီးတော့လျှောက်အရှင်ဂေါတမဘုရားတဲ့အရှင်ဘုရားကအိဋ္ဌိပတ်ဒီပါတို့ကိုပွားများပြီးသားဖြစ်သည့်အတွက်ကြောင့်ဒီဟိမန္တာတောင်ကြီးတစ်ခုလုံးရွှေတောင်ကြီးဖြစ်စေတည်းလို့အဋ္ဌိဌာန်လိုက်ဆိုလို့ရှိရင်ဒီဟိမန္တာတောင်ကြီးဒီတဲ့အဲ့ဒါရွှေတောင်ကြီးတစ်ခုလုံးနဲ့ဖြစ်သွားပါလိမ့်မယ်အဲ့ဒီခါမှာတပည့်တော်ကအရှင်ဘုရားဤဗန္ဒာယီဝန်ကြီးရာတို့ကိုရှုပြီးတော့ဒီရွှေကိုအတုံးချအရှင်ဘုရားအလိုကြဆောင်ရွက်နိုင်ပါလိမ့်မယ်ဖေရအဲဒီခါမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဟဲ့မာနဘုထုကာမတို့ကြောင့်ဣလေသာကာမတွေဖြစ်ပြီးသတ္တဝါတွေဒုက္ခရောက်ကြရတယ်။ဒါတွေကိုသိပြီးအတွက်ကြောင့်ပညာရှိတော်ကောင်းတွေက
တရားအလုပ်ကိုသာလျင်နဲ့အားထုတ်ပြီးတော့နေကြသမုဒိယသစ္စာကြောင့်ဒုက္ခဖြစ်တယ်လို့သိကြသည့်အတွက်ပညာရှိတို့သည်ဒီသမုဒိယသစ္စာကိုသာလျင်ပယ်ဖို့ရကြိုးစားအားထုတ်ကြပါလေမာနတင်းရဲ့တပည့်တွေကိုတင်ပေးတဲ့ဩဝါဒနဲ့ငါရဲ့တပည့်တို့ကိုငါပြီးတဲ့ဩဝါဒတဲ့မတူဘူးတခြားစီတင်ငါတင်းရဲ့တပည့်တွေကိုဩဝါဒပေးတဲ့အခါရွှေရှိမှချမ်းသာငွေရှိမှချမ်းသာတယ်လို့တင်ကဩဝါဒပေးလို့ရှိတယ်ငါဖယားကတော့ငါရဲ့တပည့်သားသာဝကအပေါင်းတို့အားချမ်းသာကြောင့်တရား32ပါးတို့ကိုဟောတော်မူခဲ့တယ်ဒီချမ်းသာကြောင့်တရား32ပါးတို့ကအားရည်နံပါတ်1ကိစ္စဖြစ်လာတဲ့အခါမှာမိကောင်းဆွေကောင်းရှိခြင်းသည်ချမ်းသာကြောင့်တရားဖြစ်ပါလေမိမိတို့မှာကိစ္စကြီးငယ်ဖြစ်လာတဲ့ဆိုလို့ရှိမိကောင်းဆွေကောင်းရှိမှချမ်းသာတယ်သဘောကတော့ဆွေရှိရုံနဲ့မချမ်းသာပါဘူးနံပါတ်2ချမ်းသာကြောင့်တရားကနေသည်ဖြစ်စေများသည်ဖြစ်စေမိမိမှာရှိတဲ့ပစ္စည်းဥစ္စာဖြင့်ရောင်ရည်ခြင်းပြည်သာတည်းချမ်းသာကြောင်းတရားအချို့သောပုဂ္ဂိုလ်တို့သည်ကိုယ်မှာရှိတာကနည်းနည်းကြွားခြင်းသည်အတွက်ကြောင့်၎င်းအခြားသောစီဝါရေးတွေလှုပ်ခြင်းသည်အတွက်ကြောင့်၎င်းအခြားသောပုဂ္ဂိုလ်တွေရဲ့ဌာနဝတ္ထုပစ္စည်းတွေကိုယူပြီးတကားကြွားကြမယ်ပြုလုပ်ကြမယ်ဆိုလို့ရှိရင်လေအဲ့ဒီပုဂ္ဂိုလ်တွေမှာမချမ်းသာနိုင်ဘူးတဲ့ဒါကြောင့်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကနေပြီးဖြစ်စီများပြီးဖြစ်စီတဲ့ရှိတာနဲ့ရောင်ရဲခြင်းဒီတဲ့ချမ်းသာကြောင့်တရားဖြစ်တယ်နံပါတ်3ချမ်းသာကြောင့်တရားကသီကာနိကာလမှာကုသိုလ်တရားသီကာတည်းချမ်းသာကြောင့်သီကာနိကာလကိုရောက်ပြီဆိုလို့ရှိရင်ကိုကဒါနကုသိုလ်ကိုအာယုံပြုပြီးတော့သိမလားသီလကုသိုလ်တွေကိုအာယုံပြုပြီးတော့သိမလားဘာဝနာကုသိုလ်တွေပွားများပြီးသိမလားအိန္ဒိခန္ဓာကပြားတဲ့ဖြစ်ခြင်းပြည့်ခြင်းသဘောတို့ကိုရှုမှတ်ပြီးတော့ဩလက်ရှိခန္ဓာ၅ပါးကလည်းဒုက္ခသစ္စာပဲနောင်ရမယ့်ခန္ဓာ၅ပါးတို့ကလည်းဒုက္ခသစ္စာပဲအဲ့ဒီကဲ့သို့တဲ့သစ္စာသိပြီးတော့တဲ့သိမလားခုခုတော့တဲ့ကိုကအာယုံပြုပြီးတော့တဲ့သိနိုင်အောင်ကြိုးစားရဒီထဲမှာဆိုလို့ရှိလက်ရှိခန္ဓာ၅ပါးတို့ဤဖြစ်ခြင်းပြည့်ခြင်းဒုက္ခသစ္စာကိုသိနောင်ရမယ့်ခန္ဓာ၅ပါးတို့ကလည်းဖြစ်ခြင်းပြည့်ခြင်းဒုက္ခသစ္စာရေလို့သိပြီးတော့သိခြင်းဒီအကောင်းဆုံးသိခြင်းဖြစ်ပါတယ်ဒီလိုသိရမယ်ဆိုလို့ရှိရင်တော့ဧကာတိကာလမှာလေသောတာပန်သဂရကံအနာကံယဟနာအဖြစ်နဲ့သိနိုင်ပါလေ။ဒါကြောင့်ဧကာနိမှာကုသိုလ်တရားနဲ့သိခြင်းသည်တဲ့ချမ်းသာကြောင်းတရားပဲတဲ့။နံပါတ်4တဲ့ရဟတမေဉာဏ်ဖြင့်အာဟုတုတရားတို့ကိုတဲ့ပေပွားနိုင်ရင်ဒီလေချမ်းသာကြောင်းတရားပါပဲမြတ်စွာဘုရားကဆက်လက်ပြီးချမ်းသာကြောင်းတရား၄ပါးတို့ကိုတဲ့ဆက်ပြီးတော့ဟောပြပါတယ်ဒုတိယချမ်းသာကြောင်းတရား၄ပါးတို့ကပါတယ်
မိဘကိုပြုစုလုပ်လွေးခြင်းသည်လေချမ်းသာကြောင်းတရားဖခင်ကိုပြုစုလုပ်လွေးခြင်းသည်လေချမ်းသာကြောင်းတရားမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးနဲ့တကွပစ္စေကဗုဒ္ဓအရှင်မြတ်တို့ပါပစ္စည်း၄ပါးတို့ဖြင့်ထောက်ပံ့လူကမ်းခြင်းသည်လေချမ်းသာကြောင်းတရားယဟန်သံဃာတော်အရှင်မြတ်တို့ကပစ္စည်း၄ပါးတို့ဖြင့်ထောက်ပံ့လူကမ်းခြင်းသည်လေချမ်းသာကြောင်းတရားပါပဲဓာတိယချမ်းသာကြောင်းတရား၄ပါးတို့ကိုလည်းဆက်လက်ပြီးတော့ဟောပေးတယ်ဓာတိယချမ်းသာကြောင်းတရား၄ပါးဒုက္ခယာဝစရာတိလံကိုတိတိုင်အောင်တဲ့သီလရှိနေခြင်းသည်တဲ့ချမ်းသာကြောင်းတရားပါပဲသီလဆိုတာကကာယကံနဲ့အကုသိုလ်မဖြစ်အောင်စောင့်စည်းနေထိုင်ခြင်းဝစီကံနဲ့အကုသိုလ်မဖြစ်အောင်စောင့်စည်းနေထိုင်ခြင်းမနောကံနဲ့အကုသိုလ်ဖြစ်မဲ့အတွေးမတွေးပြီးအောင်တဲ့စောင့်စည်းနေထိုင်ခြင်းဒီသီလရှိစေရင်လေချမ်းသာကြောင်းတရားပါပဲနောက်တတ္တတရားလောကီတတ္တတရားလောကုတ္တရာတတ္တတရားဤရှိနေခြင်းကလည်းချမ်းသာကြောင်းတရားပဲလောကီတတ္တဆိုတာကဒါနဤအကျိုးကိုယုံကြည်ဖို့သီလဤအကျိုးကိုယုံကြည်ဖို့ဒါရမြမကယုံနာတပါခန္ဓာ၅ပါးတို့ဖြစ်ပြီးတည်ရင်ပျက်စီးတတ်တဲ့တရားဒီပဲပျက်စီးတတ်တဲ့တရားဒီပဲလို့ကိုကမြင်အောင်ရှုပြီးတော့တဲ့ယုံကြည်ဖို့အဲဒီကမှတဆင်းနဲ့အရိယာသောတာပန်အဖြစ်သို့ရောက်ဖြစ်ပြမြင်ရာကနေပြီးတော့တဲ့ဖြစ်ပြမုံအောင်ကြည့်လိုက်မုံရာကနေပြီးတော့တဲ့ဖြစ်ပြဆုံးဒုက္ခခသိငြိမ်းရာအမှန်မြတ်နိဗ္ဗာန်ကိုတဲ့မြင်တဲ့ဉာဏ်ရပြီဆိုလို့ရှိမိမိတို့ရဲ့တန်တမှာတဲ့လောကုတ္တရာအရိယာအရာတရားရပါတယ်ဒီသရာတရားရပါပြီဆိုလို့ရှိရင်တော့ခရာရဲ့အပေါ်မှာလည်းယုံကြည်မှုမြဲသွားတယ်။တရားအပေါ်မှာလည်းယုံကြည်မှုမြဲသွားတယ်။သံဃာတော်အရှင်မြတ်တို့ရဲ့အပေါ်မှာလည်းယုံကြည်မှုမြဲသွားပါတယ်။ဒါကြောင့်လောကီသရာတရားကနေပြီးတော့လောကုတ္တရာသရာတရားရှားသည့်အတိတဲ့အဲ့ဒါဒုစာအာထုတ်ခြင်းတည်လေချမ်းသာကြောင်းတရားပါပဲနောက်7ပါးမြောက်ချမ်းသာကြောင်းတရားလောကီပညာလောကုတ္တရာပညာရရှိခြင်းသည်လေချမ်းသာကြောင်းတရားပဲလောကီပညာဆိုတာကတော့ဒီနေရာမှာလောကီချမ်းသာမှုကိုလိုချင်တယ်ဆိုလို့ရှိရင်လောကီပညာရှိဖို့လိုပါတယ်အဲ့တော့လောကုတ္တရာပညာဆိုတာကဝိပဿနာပညာကိုရအောင်အထောက်ရကနေပြီးတော့သောတာပတိမဲ့ပညာသဂရဂမိမဲ့ပညာအနာဂမိမဲ့ပညာအရဟတမဲ့ပညာတွေကိုတဲ့လောကုတ္တရာပညာလို့ဆိုပါတယ်ဒီနေရာမှာလောကီပညာနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးတို့ကဟောတော့ပဲလောကုတ္တရာပညာအကြောင်းကိုတဲ့နည်းနည်းလေးပြောပြအကျဉ်းရုပ်အနေနဲ့အကြောင်းအကျိုးရုပ်နဲ့နာဖြစ်ပြဒုက္ခသစ္စာရဲ့လို့တဲ့သိအောင်ကြိုးစားရသိလဲသိရအဲ့တော့ဒီလောကကြီးထဲမှာဖြစ်နေတာဒီအကြောင်းနဲ့အကျိုးဒီနှစ်ခုပဲဖြစ်နေတာပါ
အကြောင်းနဲ့အကျိုးအကြောင်းနဲ့အကျိုးကဲဆိုကြပါစို့သောတာအင်တိထုံးတို့ကထိုင်းနိုင်ငံမှာနေကြဘုဒ္ဓဂမာကြီးတော်များများတို့ကစင်ကာပူမှာနေကြဘိုးမောစီတို့မောင်ကျော်တော်ထွန်းတို့ကအမေရိကန်နိုင်ငံမှာနေကြဒါတွေကလည်းပဲတကယ်တကယ်ကြတော့အကြောင်းကြောင့်ဖြစ်တဲ့အကျိုးတရားဒီအကြောင်းကြောင့်ဖြစ်တဲ့အကျိုးတရားတွေကလည်းပုဂ္ဂိုလ်သတ္တဝါရဲ့လို့မထင်တဲ့ရုပ်တရားနဲ့နံတရားအာတရားနဲ့ပါတရားနဲ့ရုပ်တရားနဲ့နံတရားပါဠိဖြစ်တယ်အာတက္ကမကြီးတော်များများကလည်းရုပ်နဲ့နာမယ်သောတာပင်လေးတော်ငါလည်းရုပ်နဲ့နာမယ်ငါစုဝတိကလည်းရုပ်နဲ့နာမယ်ဟိုးအမေရိကန်နိုင်ငံမှာနေထိုင်ရတဲ့ဘုမောစီတို့ကလည်းရုပ်နဲ့နာမယ်မြန်မာနိုင်ငံမှာကြံရတဲ့မောင်လေးကလည်းရုပ်နဲ့နာမယ်ဒီစံတော့အကြောင်းတရားချင်းမတူတော့အကျိုးတရားနေရတဲ့နိုင်ငံချင်းတော့မတူကြမတူပင်မတူဟာပေါ်လဲတူလေရုပ်နဲ့နာကိုယ်လေရုပ်နဲ့ရုပ်နဲ့နာပါရင်ရှိသည့်အတွက်ကြောင့်သူတို့လည်းပဲအနိစ္စဒုက္ခသစ္စာကိုယ်လည်းပဲဒုက္ခသစ္စာသူတို့လည်းပဲအနတ္တဒုက္ခသစ္စာအနိစ္စဆိုတာကသူတို့လည်းပဲအမြဲတမ်းဖြစ်ပြီးတော့ပြတ်ကြရတယ်ဒုက္ခဆိုတာကသူတို့လည်းပဲတဲ့အမြဲတမ်းစိတ်ရောကိုယ်ပါတဲ့ပြီးစီအိတ်ဆက်ဆင်းရဲမှုတွေနဲ့ရအနတ္တဆိုတာကသူတို့လည်းပဲသူ့အလိုကြမဖြစ်ဘူးကိုယ်လည်းကိုယ်အလိုကြမဖြစ်ဘူးဒါကိုအနတ္တတရားအနိစ္စချင်းတူတယ်ဒုက္ခချင်းတူတယ်အနတ္တချင်းတူတယ်အားကြောင့်အနိစ္စဒုက္ခအနတ္တချင်းတူတယ်လေဆိုလို့ရှိရင်ဖြစ်ပြီးတော့ပြည့်နေတဲ့ဒုက္ခသစ္စာကိုဒီဖြစ်ပြီးတော့ပြည့်နေတဲ့ဒုက္ခသစ္စာကြီးကိုဒုက္ခသစ္စာရဲ့လို့မသိတရင်သူကအဝိဇ္ဇာဖြစ်တယ်ပြောရမယ်ဆိုလို့ရှိရင်ဝေဒနာပစ္စယတက္ကနာနေ့အကွက်နဲ့သုံးအကွက်နဲ့စာပြီးတက္ကရာသံဃာလေလိဖြစ်ပြီးတော့ပြည့်တဲ့ဒီဒုက္ခသစ္စာကြီးကိုဒုက္ခသစ္စာရဲ့လို့ပြီးဝေဒနာနိရောဓတဏှာနိရောဓတဲ့ဖြစ်ပြီးတော့ပြတ်တာချင်းတူတယ်မသိတဲ့ပုဂ္ဂိုလ်ကဝေဒနာကြောင့်တဏှာဖြစ်ပြီးတော့တန်တရားအပပေါင်းများစွာဒုက္ခတွေနဲ့နေရတော့ဖြစ်ပြီးတော့ပြည့်နေပါလားလို့သိတဲ့ပုဂ္ဂိုလ်ကြတော့ဉာဏ်ပညာပြီးဖြစ်ဒီဉာဏ်ပညာဖြစ်နေသည့်အတွက်ကြောင့်ဒီဉာဏ်ပညာကတဏှာဥပါဒံကံလေးကိုတဲ့ချုပ်စီပါတဏှာဥပါဒံကံတရားတို့ကိုတဲ့ချုပ်စီပြီးအတွက်ကြောင့်နောင်ဖြစ်လက်တန်သောအနာဂတ်ကာလမှာတဲ့ကံတရားစသိပြီးတော့ဒုက္ခငြိမ်းမှလိမ့်မယ်။တန်တရားစသိပြီးတော့ဒုက္ခမငြိမ်းရင်တော့မှပဲတန်တရားမှလွတ်မြောက်ကြောင်းဆိုတဲ့တရားအပ္ပမကိုကဤသွားတယ်။အဲကြောင့်သူဖြစ်လာတဲ့အခါမှာအဲ့ဒီပညာလေးရဖို့ရည်ကြီးတယ်။ဒီပညာမရရင်ကတော့ဒုက္ခပြီးဒုက္ခဒုက္ခပြီးဒုက္ခဒုက္ခပြီးဒုက္ခတဲ့ကရာဆက်ပြီးတော့တန်တရားလေးအဲ့ဒီပညာလေးရလို့ရှိရင်ကတော့တန်တရားလွတ်မြောက်ကြောင်းလမ်းပေါ်သို့ရောက်တယ်ဒါကိုတဲ့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကသစ္စာမတိလျင်ဝေဒနာရဲ့နောက်ကတဏှာလိုက်တယ်တဲ့နော်ကဲမသုဝတိ
ဝရဏရဲ့နောက်ကတဏှာတိုက်လို့ရှိရင်တန်တရားမလဲရမှာလားလဲရမှာလဲရမယ်တန်တရားလဲရင်နောက်တာပရိသန္တိမနေရမှာလားနေရမှာလားပရိသန္တိနေရလို့ရှိရင်မအိုရမှာလားအိုရမှာလားမနာရမှာလားနာရမှာလားမတိရမှာလားတိရမှာလားကဲမတိခင်ကာလမှာလည်းပဲချစ်သူခင်သူတွေနဲ့မခွဲရအောင်မှာလားမခွဲရအောင်ခွဲရအောင်ပါအခုကပဲခွဲနေကြတာမဟုတ်လားနော်အမိဖတနိုင်ငံနော်အတော်ရီကတနိုင်ငံဦးကြီးဦးလေးတွေကတနိုင်ငံနဲ့အဲ့ဒါတော့ဘုန်းကြီးတို့တဲ့ပြီးဝိပယောကောဒုက္ခတဲ့နော်ချစ်လျက်နဲ့ဖက်ခွာရတဲ့ဒုက္ခတော်သေးတာနော်အခုမသုဝတိတောင်မှာပဲထိုင်းနိုင်ငံပြန်ရောက်လို့ဟုတ်လုံးမလို့ရှိသားမီလေးတစ်ယောက်ရှိတယ်တစ်ယောက်ကထိုင်းတစ်ယောက်ကအမေရိကန်နဲ့မခွဲခဲ့ရဘူးလားခွဲခဲ့ရတယ်နော်ခွဲခဲ့ရတဲ့ကမချစ်မနစ်တဲ့သောပုဂ္ဂိုလ်တွေနဲ့အတူတူနေရတဲ့ဒုက္ခတွေလေတဲ့အဲ့ဒါကြုံတွေ့ရပါဦးမယ်ဝေဒနာရဲ့နောက်ကိုတဏှာလိုက်ဝေဒနာကြောင့်တဏှာဖြစ်တဲ့ဒုက္ခတွေအမျိုးမျိုးလိုချင်တာမရလို့ဆင်းရဲရတဲ့ဒုက္ခတွေလည်းပဲကြုံတွေ့အောင်မယ်ကဲမသုတိအားလိုချင်တာတွေများရဘူးနော်လိုချင်တာတွေမရဘူးအဲ့တော့လိုချင်နေတဲ့ညကာလပါတော့ဘယ်တော့မှမရဘူးအဲ့တော့လူချင်းသာရတဲ့ဒီဘုန်းကြီးကပြီးပြီနော်ယူမလားလူချင်းသာရတဲ့ဒီကအာမမလူချင်းနဲ့အဲ့တော့စိတ်သွားဖြစ်သွားတော့ရပါနော်လူချင်းဒီညကာလတော့ဘာဖြစ်နေမှာတော့မရဘူးနော်ဒီဟာပြီးလူချင်းပြီးရတယ်ဟောနောက်တစ်ခုလူချင်းမြန်မယ်ဟောတစ်ခါရတော့နောက်တစ်ခုလူချင်းမြန်မယ်ရတော့လေနောက်တစ်ခုလူချင်းမြန်မယ်ဆိုလို့ရှိအဲ့တော့လူချင်းနေတဲ့ညကာလကတော့ဘယ်တော့မှကိုယ်အလိုမပြည့်ဒါကြောင့်လူချင်းနာရီပြည့်ရှင်နေဆိုရှင်အာမလူချင်းနဲ့မှတ်ထားနော်ဘာမှမလူချင်းလို့ရှိရင်ဘာတော့ပြည့်လို့ဖတ်ပြီးနော်အဲ့ဒါလေးကိုမှတ်ထားနော်ဒါကြောင့်လေမြတ်စွာဘုရားကတော့သံခိတ်တိနပင်စုပါဒလက်ခံတာတဲ့မင်းတို့တဲ့အချင်းချုပ်လို့ပြောလိုက်ဒီဥပါဒကြောင့်ဖြစ်တဲ့ခန္ဓာ၅ပါးကြီးရှိနေတဲ့တရားကာလပါလုံးကတော့ဆင်းရဲနေမှာပဲကဲမသုဝတိဖန်ထောနော်သစ္စာသိတဲ့ဉာဏ်နဲ့ဖြစ်ပေါ့နော်ဘင်ကိုသိတဲ့ဉာဏ်လေးဖြစ်ပေါ့ရှင်းတာဒီခန္ဓာကြီးရှိနေတာချမ်းသာလားဆင်းရဲလားဆင်းရဲတယ်ဒါလက်တွေ့ပဲနော်လက်တွေ့ပဲဒါမသုဝတိဟံတော်ကမှကလေးလေးရှိသေးတယ်နော်ကလေးလေးရှိသေးတယ်ဒီတဲ့ကြီးရင်ဒီတဲ့ဆင်းရဲခြင်းကြီးမယ်ဒီတဲ့ကြီးလည်းရင်ဒီတဲ့ဒုက္ခကြီးလည်းဒါကြောင့်ဝေဒနာရဲ့နောက်ကတဏှာဖြစ်တာကောင်းလားမကောင်းဘူးလားဒီမကောင်းဝေဒနာရဲ့နောက်ကပညာဖြစ်ပါဝေဒနာရဲ့နောက်ကဘာဖြစ်ရမှာတော့ဝေဒနာရဲ့နောက်ကပညာဖြစ်ဆိုတာကတခြားမဟုတ်ဘူးအကြောင်းအကျိုးရုပ်နဲ့နာဖြစ်ဖြစ်ဒုက္ခသစ္စာအဲ့ဒီဒုက္ခသစ္စာကိုမင်းသိပြီတဲ့နော်ဒုက္ခသစ္စာကိုသိတဲ့ဉာဏ်ကမက္ခသစ္စာဒုက္ခသစ္စာကိုသိတဲ့ဉာဏ်ကဘာသစ္စာတော့မက္ခသစ္စာဒုပတိစ္ဆသမုပ္ပါဒတရားတော်အရာဆိုလို့ရှိဝိသနာနိရောဓတဏှာနိရောဓနော်ခံစားနေရတဲ့ဝေဒနာမှန်တရားတို့ကိုရှင်းပြဒုက္ခသစ္စာပဲလို့ပြီးတဲ့ဉာဏ်ရတာကိုသူကမက္ခသစ္စာဖြစ်တယ်ပြောဒါကြောင့်ဝေဒနာရဲ့နောက်မှာပညာဖြစ်ပါစေဝေဒနာရဲ့နောက်မှာဘာဖြစ်ပါစေလဲပညာဖြစ်လို့ရှိရင်တဏှာတွေချုပ်မယ်ဥပါဒာတွေချုပ်မယ်ကံတွေချုပ်
အကြောင်းချုပ်လျင်အကျိုးချုပ်တယ်လူချင်းမှုချုပ်လျင်ဆွဲလန်းမှုချုပ်ဆွဲလန်းမှုချုပ်လျင်ကာမဘဝအာထုတ်မှုတွေချုပ်ကာမဘဝချုပ်လျင်ဇာတိဇရာမရဏတွေချုပ်အဲ့ဒီကမှသစင်သောကပရိဒီဝဒုက္ခဒုမနတာဥပါယတလောကဆိုတာကဆိုရည်မှုနော်ပရိဒီဝဆိုတာကဘူချွေးမှုကဲအခုနော်ဒေါက်တာကင်တိထုံးရောမဆုဝတီရောလောကလို့ခေါ်တယ်ဆိုရည်မှုတွေချုပ်သွားတာမချုပ်ဘူးနော်မချုပ်ဘူးငါခင်တိထုံးကတော့ပူဆိုးမှာပေါ့ကိုယ့်အတွက်စိုးရိမ်ရတာတဲ့သမီးလေးအတွက်ပို့ပြီးတော့စိုးရိမ်ရမှန်ရဲ့လားသမီးလေးရတဲ့ဒီတိုင်းနဲ့အမိအတွက်စိုးရိမ်နေရမှာပဲစိုးရိမ်နေရမှာအဲ့တော့လောကပရိဒီဝဒုက္ခဒေါမနတာဥပါယတဟာကြောင့်ဖြစ်တယ်လေအကြောင်းချလိုက်တော့လေခန္ဓာရှိပြီမှန်ရဲ့လားတကဒီခန္ဓာကဘာကြောင့်ဖြစ်တာလဲအကြောင်းချလိုက်တော့တဏှာရှိလို့တဏှာဘာကြောင့်ဖြစ်တယ်လဲအဲ့ဒီခါကျမှလက်ရှိခန္ဓာ၅ပါးကိုဒုက္ခသစ္စာရဲ့လို့မသိတဲ့အဝိဇ္ဇာကြောင့်လက်ရှိခန္ဓာ၅ပါးကိုဒုက္ခသစ္စာရဲ့လို့သိတဲ့ဉာဏ်ရပြီဆိုလို့ရှိရင်ဝေဒနာဏီဒေါတာတဏှာဏီဒေါတော်တဲ့တဏှာချုပ်သွားတာတဏှာချုပ်လျင်ခန္ဓာချုပ်နေခန္ဓာချုပ်လျင်လောကအစရှိသောဤတွေလည်းပဲတဲ့ငြိမ့်သွားပါလေဒါကြောင့်အဲ့ဒီပညာရဖို့ရည်ကြည်တယ်နော်အကြောင်းအကျိုးရုပ်နဲ့နာဖြစ်ဖြစ်ဒုက္ခသစ္စာကြီးပဲတရားမဆိုအဲ့ဒီအတိလေးနဲ့နေရဩအမိတို့ကတခြားကိုအကိုရီမောင်လေးကတခြားဒီအကိုရီမောင်လေးကတခြားဒါတွေတွေးပြီးနေရင်တော့ဘာတော့ဝမ်းနဲ့တို့ပဲဆုံးတော့မှန်ရဲ့လားအဲ့တော့ဝမ်းနဲ့တို့ရှိရင်ကအကုသိုလ်တရားတွေဝမ်းနဲ့ရပါတော့အကုသိုလ်တရားတွေပဲမှန်ရဲ့လားဒေါသရှိလို့ဝမ်းနေတာမှန်ရဲ့လားအဲ့တော့အလုံးဟာအကြောင်းအကျိုးရုပ်နဲ့နာဖြစ်ဖြစ်ဒုက္ခသစ္စာပဲလို့သိသွားပြီဆိုလို့ရှိဝါနမဲဟာလေမနေတော့တရားသဘောလေးနဲ့ဤတတ်သွားတယ်တရားသဘောနဲ့ဤတတ်တာကိုပဲပညာနဲ့ဤတယ်လို့ပြောရတယ်နော်12ပါးမြောက်ချမ်းသာကြောင့်တရားကြတော့ဟာလေ12ပါးမြောက်ချမ်းသာကြောင့်တရားကြတော့ပါပါဏအခရဏဒုက္ခနဲ့ပါပါဏအကုသိုလ်တရားတို့ကိုအခရဏမပြုခြင်းသည်ဒုက္ခချမ်းသာကြောင့်တရားဖြစ်ပါပြီတို့ဤတဲ့အကုသိုလ်မှန်တရားကိုမပြုခြင်းသည်တဲ့ချမ်းသာကြောင့်တရားအမြတ်ဆုံးအနေနဲ့ကတော့အရဟတမေညာရသွားပြီဆိုလို့ရှိရင်အာကုသိုလ်တွေမှမပြုတော့နော်ခန္ဓာဖြစ်ကြောင်းကုသိုလ်တွေကိုလေသူကအပြုတော့ဘူးအဲ့ဒီခါကျရင်တော့တကယ်အရဟတပူချမ်းသာနိဗ္ဗာန်ချမ်းသာတွေကိုလေရရှိသွားပါလိမ့်မယ်ဒါကြောင့်ဒီကနေ့ချမ်းသာကြောင့်တရားအနပါတော့12ပါးနော်12ပါးအဲ့ဒီချမ်းသာကြောင့်တရား12ပါးထဲမှာသာမသုဝတိတို့လက်ကမ်းမိတဲ့ချမ်းသာကြောင့်တရားကတော့မိတ်ကောင်းဆွေကောင်းရှိရမယ်နော်ကိုရှိတာနဲ့ပါတော့တောင်ရဲတိုက်ရမယ်နော်အမေအဖေတို့ကိုပြုစုစောင့်ရှောက်ရမယ်မှန်ရဲ့လားကုသိုလ်တရားတို့ကိုတတ်နိုင်တဲ့မြတ်ပြုလုပ်ပြီးတော့ဒီကုသိုလ်နဲ့ဤထိုက်ရမယ်အဲ့ဒီကဲတော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကမာနတာကိုခေါ်လိုက်ပါလေမာနတာကတော့
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကငါ့ကိုဤသွားပြီဆိုပြီးတက္ကလာလူကတော့လည်းဆက်လက်မနေရတော့ပဲနေတဲ့အဲ့ဒါဖတ်ပြီးတော့ပြသွားတယ်ဤဒါကြောင့်ဖတ်ထားတော့မသုဝတိမြတ်စွာဘုရားတရားတော်အရာရောလက်တွေ့သဘာဝအရာရောရွှေရှိယုံနဲ့ချမ်းသာရမချမ်းသာဘူးနော်မချမ်းသာဘူးတခါတည်းရွှေတွေအများကြီးရှိကိုယ်ကိုယ်တဲ့ကရာဒုက္ခတောင်ပြီးသွားသည်မှန်ရဲ့လားဒုက္ခတောင်ပြီးသွားသည်ရွှေရှိယုံနဲ့လည်းမချမ်းသာပါဘူးကွာတယ်မြတ်စွာဘုရားကငွေရှိယုံနဲ့လည်းမချမ်းသာပါဘူးကွာရာထူးရှိယုံနဲ့လည်းမချမ်းသာပါဘူးတဲ့အခုချမ်းသာကြောင်တရားတွေနဲ့ပြည့်စုံမှသာလျင်အဲ့ဒါချမ်းသာမယ်လို့ဟောကြားပြီးလိုက်တဲ့တရားတော်မြတ်ကိုတဲ့ဝမ်းမြောက်ဝမ်းသာနဲ့သာရုဟောတော်ကြပါကုန်စုလိုက်ဆုံးမယ်အရှင်ဘုရားတပည့်တော်တို့သည်ဆရာတော်ဘုရားဘာကောက်မြို့သို့ကြွလာတဲ့အခါတရားတော်မြတ်တို့ကိုပူဇော်သောအဖြစ်ဝါဆိုသင်္ကန်းတို့နှင့်လူဝဲပစ္စည်းအတိအသီးတို့ကိုသုံးတန်စေတနာချူစင်စွာဖြင့်သစ္စာတိတော်ဉာဏ်ခြံရံကြလျက်အဝိဇ္ဇာနှင့်တဏှာတို့ဤချုပ်ငြိမ်းရာအမှန်မြတ်နိဗ္ဗာန်ကိုလျင်မြန်စွာမြဲမောယူရပါစေခြင်းအကျိုးငါလူတန်းကြပါကုန်၏အရှင်ဘုရားဤကဲ့သို့လူရန်ရသောကုသိုလ်ကံစေရနာတို့ကြောင့်ဘုရားတပည့်တော်တို့သည်အတိအလိမ္မာဉာဏ်ပညာတို့နှင့်ပြည့်စုံကြရ၍ဒုက္ခခတ်သိကင်းငြိမ်းရာအမှန်မြတ်နိဗ္ဗာန်ကိုလျင်မြန်စွာမြဲမောပြုရပါလိုကုန်၏တရှင်ဘုရားပြုသမျှကုသိုလ်ကံစေရနာတို့ဤအဖို့ဘာကကိုအမိအဖဆရာသမားအစထား၍ကိုဆောင်နာအိဆောင်နာကျောင်းဆောင်နာညုဆောင်နာသာသနာတော်ဆောင်နာဤဖြင့်ကောင်းကင်တို့ကိုဆောင်ရှောက်၍နေကြကုန်သောနတ်မြတ်နာကောနာပေါင်းတို့အား၎င်းငရေတနေယမမင်းအား၎င်းနတ်တို့တနေတရားမင်းအား၎င်းရှိမည်တနေအစိုးရမင်းတို့အား၎င်းအထူးအားဖြင့်ကွယ်လွန်အနိစ္စရောက်ခဲ့သောဖခင်ကြီးဥဟံထုံးအား၎င်းအမြဝိဝိငါပါကုန်၏ဖခင်ကြီးဖြစ်သူအဖို့ဖြစ်သူဥဟံထုံးနှင့်တကွာအာလုံးသောတတဝါဝိနည်းတို့သည်အမြရာကြ၍နာ၌ဖြစ်သောအစာအဝိအထေဘုံနံဗိမာနဥယင်န
ယထာနယိကံနတနတမိအချံအယံအတုံးအဆောင်တို့ကိုကြာရှိကြ၍ယာတိအတိုင်းအစင်မပြသုံးဆောင်စားစားနိုင်ကြသည်ရှိကြပါစေသောရေစချလာနော်ဒီစက်ပလိကိုင်းရေစချမယ်ေအမြဝီမေဖခင်ကြီးဥဟံထုံးနှင့်တကွာအာလုံးကြာကြာသမျှအမြရှုတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြရှုတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြရှုတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကျမ်းမာချမ်းသာစွာဖြင့်အသက်ရှိကအနာမဲ့ဤယံဘိကင်ကြောင့်ကောင်းမှုမင်္ဂလာအချမ်းသာတို့နှင့်ပြည့်စုံကြရ၍ဒုက္ခခတ်တိကိဉ္စရာအမှန်မြတ်နိဗ္ဗာန်ကိုလျင်မြန်စွာမျက်မှောက်ပြုနိုင်ကြပါစေကဲအင်္ဂလိပ်ကလည်း